ဂျာမနီအတွက်တပွဲတဲ့2ဂိုးသွင်း2ဂိုးဖန်နေပြီးခြေစွမ်းပြောင်းခဲ့တဲ့ဝှစ်ရဲ့သတင်းပါဝင်နောက်ဆုံးရအားကစားသတင်းများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဂျာမနီအတွက်တပွဲတဲ့2ဂိုးသွင်း2ဂိုးဖန်နေပြီးခြေစွမ်းပြခဲ့တဲ့ဝှစ်စိန်ချက်ကော့ပတ်မှာကစားခဲ့တဲ့ခြေစွမ်းပွဲမှာတော့ဖလော်ရီယန်ဝှစ်တယောက်ထဲကဂျာမနီတင်းကိုဦးဆောင်ပြီးဆွစ်ဇာလန်တင်းကို4ဂိုး3ဂိုးနဲ့နိုင်ရအောင်စွမ်းဆောင်ပေးသွားခဲ့ပါတယ်ဝှစ်ဆာဘရိုင်းမှာဂိုးဖန်နေဝင်တဲ့ချိန်လှုပ်ပေးခဲ့တယ်လို့ဒုတိယပိုင်းမှာလည်းအဖိုးတန်အနိုင်ဂိုး2ဂိုးကိုသွင်းယူပေးခဲ့တာပါပွဲစား19မိနစ်မှာပဲဒန်ဒရိုင်းကဆွစ်ဇာလန်အတွက်ဦးဆောင်ကိုသွင်းခဲ့ပေမဲ့26မိနစ်မှာဝစ်စီရဲ့တောင်းကန်ဘောကနေတဆင့်ဂျန်နတန်တက်ကခေါင်းတိုက်ပြီးဂျာမနီအတွက်ခြေပါကိုပြန်သွင်းပေးခဲ့ပါတယ်။ဘရိုင်မီကန်ဒီမှာအမ်ဘိုလိုကဆွစ်ဇာလန်အတွက်ဒုတိယကိုသွင်းခဲ့ပေမဲ့နာကျင်ချိန်မှာဝစ်စီရဲ့ဖန်တီမှုကနေတဆင့်ဂနာဘရီက2ဂိုးဖြစ်စီမဲ့ခြေပါကိုသွင်းယူပေးခဲ့ပါတယ်။ဒုတိယပိုင်း60မိနစ်မှာတော့ဝစ်ကဂျာမနီကိုပထမဆုံးအချိန်ဦးဆောင်ကိုသွင်းပေးခဲ့ပါတယ်။ဆွစ်ဇာလန်ဘက်ကမွန်တေရိုက3ဂိုးဖြစ်အောင်ပြန်လိုက်နိုင်ခဲ့ပေမဲ့ပွဲပြီးဖို့9မိနစ်လောက်မှာတော့ဝစ်ကပဲအဝေးကနေလှလှပပကန်သွင်းပြီးဂျာမနီအတွက်အနိုင်ဂိုးကိုရယူပေးသွားခဲ့တာဖြစ်ပါတယ်။ဝင်းအတွက်တော့တပွဲတဲ့2ဂိုးသွင်း2ဂိုးဖန်နေပြီးလှုပ်တိုင်းဖြစ်နေခဲ့တာပါ။ကျသားတရားကြောင့်ဘာစနာတင်းရဲ့ပွဲစဉ်တွေကို9ဘက်လောက်လွဲချော်သွားမဲ့ရာဖီညာဘာစနာတင်းတော်သတင်းဆိုပါပဲအသင်းအဓိကတိုက်စစ်မူရာဖီညာဟာပေါင်ကျသားတရားကြောင့်9ဘက်ကြာနားရတော့မှာဖြစ်ပါတယ်။ဒါရှေ့မှာကစားရမယ့်အတတီကိုမန်ထွေးတဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်အတွက်အကြီးမားဆုံးဆုံးရှုံးမှုလည်းဖြစ်ပါတယ်။အသက်29နှစ်အရွယ်ရာဖီညာဟာဘရာဇီးနဲ့ပြင်သစ်တို့ကစားခဲ့တဲ့ခြေစမ်းပွဲမှာဒဏ်ရာရရှိခဲ့တာပါ။ဒီဟာဒီမှာ30ဝဲကစား19ဂိုးထိသွင်းထားတဲ့သူ့အတွက်ဒါဟာတတိယအကြိမ်မြောက်ပေါင်ကျသားတရားပြန်လည်ဖြစ်ပွားတာလည်းဖြစ်ပါတယ်။ဘရာဇီးသားဟာမေလာအထိကွင်းထဲပြန်ဝင်နိုင်မှာမဟုတ်ပါဘူး။ရာဖီညာမရှိတဲ့နေရာမှာမာကက်ရက်ဖိုကအစားဝင်လာဖို့အဖြစ်နိုင်ဆုံးနေထားမှာရှိနေပါတယ်။ဒါ့အပြင်နီးပြဟန်စီဖလစ်စီမှာဒန်နီအော်မိုဖာမင်လိုပန်နဲ့ဖာရန်တော်လက်တို့လိုရွေးချယ်စရာအင်အားစုတွေလည်းရှိနေပါသေးတယ်။လာလီဂါမှာရီယယ်ကိုလေးမှတ်ဖြတ်ပြီးဇာတ်ထိပ်မှာဦးဆောင်နေတဲ့ဘာစနာအတွက်ဒီကာလဟာအဆုံးဖြတ်ကာလပါပဲ။ရာဖီညာပါပဲအတတီကိုနဲ့အရေးကြီးပွဲတွေကိုဘယ်လိုကြော်ပြတ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘန်ဝိုင်းကိုလောင်ပြောင်းတဲ့အင်္ဂလန်ပရိသတ်တွေကိုဝေဖန်လိုက်တဲ့တူချဲဥရုဂွေးနဲ့တစ်ဖက်တကူစီသေးကြခဲ့တဲ့ပွဲစဉ်မှာအင်္ဂလန်နောက်ခံလူဘန်ဝိုင်းဟာပရိသတ်တချို့ရဲ့လောင်ပြောင်းခြင်းကိုခံခဲ့ရပါတယ်။နေပြတော်မဲ့တူချဲကတော့ဒီအဖြစ်အပျက်အပေါ်မှာစိတ်ပြတ်မိတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ဘန်ဝိုင်းအနေနဲ့ဒါကိုကြမ်းကြမ်းခံရင်ဆိုင်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။အသက်28နှစ်အရွယ်ဘန်ဝိုင်းဟာ69မိနစ်မှာလူစားဝင်ကစားသမားအဖြစ်၄နှစ်အတွင်းပထမဆုံးအကြိမ်ပါဝင်လာခဲ့တာပါ။ဘန်ဝိုင်းဟာအင်္ဂလန်အတွက်ဥဆောင်ကိုပါသွင်းယူပေးခဲ့ပေမဲ့ဂိုးသွင်းပြီးချိန်မှာလည်းပရိသတ်တွေကထပ်မံလောင်ပြောင်းခဲ့ကြပါတယ်။ပွဲပြီးကနေမှာတော့ဘန်ဝိုင်းကြောင့်ပယ်နတီပေးခဲ့ရပြီးဖေဘာဒီကခြေပါကိုပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဘန်ဝိုင်းဟာ2020ကမ္ဘာ့ဖလားမှာအသင်းကနေစောစီစီနှုတ်ထွက်သွားခဲ့ရကနေပြဿနာတွေစတင်ခဲ့တာပါ။အဲဒီအချိန်ကနေပြဂါရန်ဆောက်ရဲ့လက်ထောက်တွေနဲ့ဆွေးပြေဖြစ်ခဲ့လို့သတင်းတွေထွက်ခဲ့တယ်လို့နောက်ပိုင်းမှာလည်းသူဟာအင်္ဂလန်အသင်းရဲ့ခေါ်ယူမှုတွေကိုညှင်းဆန်ခဲ့ပါတယ်။အခုတူချဲလက်ထက်မှာကွန်ဆာတန်ရာသွားလို့ဘန်ဝိုင်းကိုပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။တူချဲကကျွန်တော်စိတ်ပြတ်မိပါတယ်။ဘန်ဝိုင်းဟာလေးချိန်မှာတကယ်ကိုကောင်းမွန်ခဲ့တယ်လို့လူစားဝင်လာဖို့လည်းထိုက်တန်ပါတယ်ကျွန်တော်တို့သူ့ကိုအမြဲတမ်းကာကွယ်ပေးသွားမှာပါသူကအင်္ဂလန်အသင်းအတွက်အခန်းကဏ္ဍတစ်တွေရေးထိုးဖို့အစဉ်သင့်ဖြစ်နေပါပြီလူတိုင်းကလည်းဒါကိုလက်ခံပြီးရှေ့ဆက်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်ဘန်ဝိုင်းတော်အင်္ဂလန်အသင်းစီပြန်လာတဲ့ခီးကမချောမွေးခဲ့ပေမဲ့သူ့ရဲ့အရေးချင်းကိုတော့အကောင်းဆုံးသက်သေပြသွားနိုင်ခဲ့ပါတယ်ပရိသတ်တွေနဲ့ဘန်ဝိုင်းကြားကဆက်ဆံရေးဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်ဘန်ဝိုင်းကအာဆင်နယ်မှာတကယ်ခြေစွမ်းပြနေပေမဲ့အင်္ဂလန်ပရိသတ်တွေကတော့အရင်ကိစ္စတွေကိုစိတ်နာနေကြတော့ပဲလို့ပဲပြောအောင်မှာပါဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသပ်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ